ဖေးလွယ်ထွက်လာတယ်ပေါ့နော်အခုကျွန်တော်တို့ဒီပညာရှင်တွေကိုယ်တိုင်ဝင်ပြီးတော့တူးတော့မှာပေါ့နော်သူတို့အစိမ့်အပူနဲ့လို့ပြောတယ်နောက်2နာရီအတွင်းရမယ်လို့ပြောတယ်ပေါ့နော်အခုမှကျွန်တော်တို့ကကေဆယ်ရေးရတရားလို့တော့စက်တွေပါရောက်လာပြီးတော့အခုမန်လေးမျိုးဒါတော့မှပဲတရုတ်တို့အိန္ဒိယတို့ကအကူကြီးတွေရောက်လာလို့ပထမဦးဆုံးရောက်လာတဲ့အချိန်မှာဟိုစိန်ပွင့်ဆိုတဲ့ကောင်မင်းကြော်မျိုးမင်းခေါင်းဖောက်မယ်အာဟုတို့ကောင်စိန်ပွင့်လုံနေတယ်စိန်ပွင့်မင်းထည့်ထားလိုက်အဲ့လိုထည့်ထားလိုက်အာဟုတို့တိုင်းပြည်လုံးဒုက္ခရောက်မင်းနေပြီးတော့ရင်းခဲ့တယ်စကိုင်းနဲ့မန္တလေးမှာတေမလို့ဖြစ်နေတယ်လေခွေးတောင်သားတွေသူ့အဖေကြတော့မပြောရဲဘူးအဖေကိုမပြောရဲဘူးဘာမှလုံးလို့မရတဲ့အစိုးရကိုမင်းတို့လမ်းပြီးဟောင်းမနေနဲ့ခွေးမျိုးတွေရဲ့လူသိရှိအောင်ပဲမင်းတို့အစိုးရအရင်လုပ်ခိုင်းငါတို့ကအစိုးရလုပ်သတ်မှတ်ထားတာမဟုတ်ဘူးဒါအခုမှကယ်ဆယ်ရေးရောက်လို့ကျွန်တော်လည်းစောင့်နေပါဘောနော်စေပြပါလိမ့်ဗျာစေပါလိမ့်တော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့မန္တလေးမြို့ပေါ်မှာမီးလောင်နေတဲ့ဗီဒီယိုတွေကျွန်တော်မဟာမြတ်မှုဒီဖရာကြီးရဲ့ဇောင်းတန်းချင်းတစ်နှကောင်ပြိုပြတ်သွားတဲ့ဗီဒီယိုတွေနဲ့အဆိုတော်ရဲနောင်ရဲ့မိခင်ကတိုက်ကြားထဲမှာပိတ်မိနေပြီးအသက်ရှင်နေသေးတာကိုကယ်ဆယ်ရေးကယ်ထုတ်နေဆိုတဲ့ဗီဒီယိုတွေကျွန်တော်စုစည်းထားပါတယ်ဒါအပြင်မြစ်သားနဲ့မန္တလေးမှာလမ်းတွေပျက်စီးတာနည်းနည်းလေးကန်ကောင်းတာတခုကကျွန်တော်တို့ကြိုက်ကြီးဦးဆန်တော်ရှင်ဖရာကြီးကငလင်တန်နဲ့ညီမခဝါတာဒီချက်တွေနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုကျွန်တော်အနေနဲ့စုထားပေးပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဒီကြော်မျိုးမင်းပေါ့နော်ကြော်မျိုးမင်းကတော့ဘယ်လိုပြောရလဲဆိုတော့တန်မိုးရှိလာတဲ့စိတ်เนาะရေတနာကောင်းကြောင်းမြရေနာကောင်းတခုဖြစ်ဖို့အတွက်ဆိုရင်အများကြီးတွေးနေရတယ်လို့သူကပြောတယ်ပေါ့နော်တဘာဝဘေးရနေမင်းအောင်လှိုင်အာနာသိမ်းပြီးနောက်ပိုင်းမှာ၄ချိန်ဖြစ်တယ်လို့ပြောတယ်၄ချိန်ဖြစ်တဲ့ဟာမှာသူ့အတွက်မင်းအောင်လှိုင်ကိုတဘာဝကြီးကစိန်ခေါ်နေတယ်ပေါ့နော်သူ့ကိုအများကြီးဟိုအနောက်ကနေပြီးတော့ကျန်းကျန်းတန်းတန်းလမ်းတွေကိုဖျက်ချောက်ခိုင်းနေတယ်ပေါ့နော်တဘာဝတရားကြီးကစိန်ကောင်းမလို့ဖြစ်လာဖို့အတွက်တဘာဝတရားကြီးကသူ့ကိုစမ်းတက်နေရဆိုတဲ့ဟာမျိုးနဲ့ကြော်မျိုးမင်းကတော့ဘောမာလာတယ်ဗျခုနိုင်ငံတော်ကာကွယ်နေတဲ့သူတယောက်အနေနဲ့မင်းကစိတ်မဖြစ်သေးဘူးလားမင်းတို့ကစိတ်မဖြစ်သေးတဲ့လူကိုလည်းနိုင်ငံတော်ကာကွယ်ဖို့အတွက်လက်ခံတာပဲလားမင်းတို့ကစိတ်မဟုတ်ဘူးလားခုအဲ့ဒါကြီးချီးလာလားငါတို့တော့ချီးတော့ချီးပုံကြီးနော်ဆိုတော့အကုန်လုံးလည်းဝိုင်းပြီးပြောနေတယ်လူငယ်အင်အားစုတွေကိုเนาะတိုင်းပြည်ကနေပြီးတော့ထွက်သွားအောင်လုပ်တယ်ညီမျိုးစုံနဲ့၄နှစ်ကျော်ကြာမှလူငယ်အင်အားတွေเนาะလူရင်းမြစ်တွေစုံရှုံမှုတွေဖြစ်နေတဲ့နောက်ပိုင်းကျတော့မှတဘာဘေးကနေဒီကိုကြုံရတဲ့အချိန်မှာဘယ်လိုရင်ဆိုင်ကြမလဲမတွေးတော့မင်းတို့မတွေးတော့လေဟိုကောင်ပြီးတော့ဇော်ဘုံအောင်ဟမ်မင်းစောက်တဲ့ရွယ်နဲ့လူလိုနားမလဲဘာလို့မင်းတို့ကဟိုဖြစ်နေတာတက်မတော်မင်းတို့ PDF တွေကဟိုဖြစ်လို့MG ကဟိုဖြစ်လို့အကုန်လုံးကဒီအချိန်ဒီမှာမင်းပထွေးစေးပေးလိုက်နော်အရှုံးပေးလိုက်ပြီးသွားပြီနော် online ပေါ်မှာတွေ့သေးတယ်တွေးကျွေးမှာဆွေးနွေးစရာမရှိတစ်ဖက်ပိတ်អော်နေပါတယ်ဆိုတာဟဲ့အောင်တစ်ဖက်ပိတ်អော်နေတာမဟုတ်ဘူးဒီအချိန်မှာလည်းညှိနှိုင်းစရာအကြောင်းမရှိတာနားလေလာတော့မသိဘူးမင်းတို့ကောင်တွေကဘယ်ဒုက္ခလေးရောက်လာအဲ့ဒါငါတို့ဘာလို့စားတဲ့တိုက်နေမှာလဲဒီကြားထဲမှာရင်းခဲ့တဲ့အသက်တွေအလကားလာဟဲ့အောင်အရှုံးကိုပေးမှရမှာအရှုံးပေးမှရမှာသဘောပေါက်လားစိန်ပွင့်နေပါလေလုံမနေနဲ့ဘာစိန်ပွင့်အခုထိစိန်ပွင့်မဖြစ်သေးဘူးစိန်ပွင့်မဟုတ်ဘူးချီးပုံထိတ်ချုံနေရတဲ့လူတွေတော့ချီးပုံစိန်ပွင့်လုံနေအာဟုတို့ကောင်ကြီးမင်းတို့ကဲလေးရဆိုလို့ရှိရင်မင်းပေါ်တာတွေဆွဲနေလူငယ်ရင်းမြစ်တွေခေါ်လေးအမှာအပတ်စဉ်7ရှိနေပြီလူပေါင်း9500မြင်းလည်းပြောတယ်အာနာသာမသိမ့်ကြီးနော်စစ်မှုတန်းဥပဒေတာမဖြစ်ကြည့်အဲ့လိုမန္တလေးမှာဖြစ်တယ်စကိုင်းမှာဖြစ်တယ်နော် AR ရဲ့လူတွေရန်ကုန်ကလူတွေပဲခူးကလူတွေနေမလားပဲခူးမှာရေလေးကြီးတုံးကတော့2022ရေကြီးတုံးကတော့ဘယ်လောက်အင်အားရလဲဘယ်လောက်အင်အားရလဲဦးရီးတောင်းလာတယ်မှာဝါလို့2023ဘယ်လောက်အင်အားရလဲ
မင်းတို့စစ်မှုထမ်းဥပဒေနဲ့လှုပ်ချင်တိုင်းလှုပ်လိုက်တဲ့ကိစ္စမှာစပြီးဖြစ်တာပဲအာကုသိုလ်ကောင်းနေဆိုတော့ဒီနေ့မဟာမြတ်မုနီဇောင်းတန်းကြီးရဲ့ကျွန်တော်ပျက်စီးသွားတဲ့เนาะကျွန်တော်တို့ချင်းသေးရုပ်ကြီးတွေဇောင်းတန်းနေပြီးတော့မန္တလေးမြို့ပေါ်မှာမီးလောင်နေတဲ့ဖြစ်စဉ်တွေမိသက်ကားမရောက်ရှိနိုင်တဲ့အခြေအနေတွေဆိုတော့အဲ့ဒီအခြေအနေတွေကိုစူးစီးတင်ဆက်ထားပါတယ်ဆိုတော့အဲ့ဒီအခြေအနေလေးကိုကျွန်တော်အတူတူကြည့်ရှုကြရအောင်ဗျအားလုံးပဲ let's go ဟုတ်ကဲ့ဒါတော့မာမူကြီးပြာကြီးနောက်မဟုတ်ပါနောက်မရှင်လေးကြီးနဲ့ကောင်းလေးပြည့်သွားပြီးတော့ကောင်းတဲ့ကြီးလည်းကျိုးသွားပါတယ်ဟောဒီဆိုလဲအကုန်လုံးအပေါ်ကနေပြက်ကြတယ်လောဘူးကပြက်တာနဲ့တပိတ်တွေကပြက်တာနဲ့အကုန်လုံးပြက်ကြနေတာကြီးသင်ရပါပါဗျာဘယ်ဒီမှာတော့ဓာတ်တွေအကုန်ရှင်လေးတွေပြက်ကြတယ်တော့ရိုက်ပြပါဒါပြာကြီးနောက်တောင်တော့ပြာကြီးနောက်တောင်တော့ဖြစ်ပါတယ်နောက်တောင်တော့ခေါင်းကိုဟောင်းကျူကြတာပါအတော့ကရမတိုင်းရက်ပြီးနေတာပြာကြီးတောင်ပဲအတော့ကရမတိုင်းကအိုဒတိုင်းဒီလိုကျူသွားတာပါအတော့ကရမတိုင်းရှေးဟောင်းအိုဒတိုင်းဒါပြောရင်ကိုလိုနီကိကလို့ပြောလို့ရပါဆိုတော့အခုမန္တလေးကဒီအာတော်ကယာမာတိုက်ကိုလိုနီခေတ်ကလေးကရှိတဲ့အာတော်ကယာမာတိုက်ကတတိုင်းလေပြိုကျသွားပါတယ်เนาะပြီးတော့နောက်ကမုတ်ကချင်းသိန်းနှစ်ကောင်နဲ့ကျွန်တော်တို့ဒီတတိုင်းလေးပြိုကျသွားတယ်ပေါ့နော်ပြိုကျသွားတာပါတကယ်ချူပြတာတိုင်းအတင်းလုံးကြည့်ရောလိုင်းတွေကအကုန်ပြတော့မိသက်တွေကလည်းဆက်တွေကပေါက်နေရတော့မိသက်ကတစည်းမှမလာဘူးရက်ကွက်ကအကုန်ပြကြနေတယ်မိသက်ကားတွေရဲ့လာပါတော့ဒီကတော့90 91ရှား42စီပေါ့နော်ပြင်မလက်ဆက်ရက်ကွက်ကပါဆိုတော့မိသက်ကားမလာပါဘူးစက်တွေကလည်းပေါက်လို့မရပါဘူးဆိုတော့ငလင်ကလည်းလှုပ်ပြီးကြတာချင်းနေပါเนาะတိုင်ပတ်နေကြပါတယ်မိတွေတော့လျှောက်လောင်ပြီးတော့ဖြစ်ချင်တိုင်းဖြစ်နေပါတယ်အကုန်လုံးတစည်းမှစက်ပေါက်လို့မရဘူးဘယ်မိသက်ကားမှမလာဘူးတော့ကြပါဦးရက်ကွက်ကအကုန်ကြပြကြတော့မှာခေါင်းလိုက်နေမြတ်စက်တွေကပေါက်မရလို့မိဘကတစည်းမှခေါ်မရဘူးအေးဗျာလောင်နေတာတနိုင်လောက်ကြာပြီဟဲ့အင်းကြီးတော့အားလေးကအင်းကြီးပဲရှိမှာပတ်စံများဘာလို့ဒီနေပြည့်တယ်အောင်ကြသားကခဏယူပြီးလေနော်ပတ်စံနေရယူပြီးပြီတဲ့မိဘကရဲ့လာပါတော့ဟာကျန်တဲ့ဟာတွေနေပလေးစီရောတဲ့ဆုံးရှုံးမှုကိုအဆုံးထိတွေးလိုက်ကြရတာနော်အဆုံးထိတွေးလိုက်ရတာလောလောဆယ်လက်ထဲ300ပတ်စံပါပြီပတ်စံရပြီကျန်တဲ့ပစ္စည်းထားလိုက်တော့အင်ကြီးပဲရှိရတယ်အကုန်လုံးအဆုံးထိတွေးလိုက်ကြရတာဒီရက်တွေထဲမှာလည်းကျွန်တော်လည်းကျွန်တော်တို့ကနှလုံးသားကမနှမိုးလင်းအရင်စိတ်ကနူးကြတယ်ဗျအဲ့ချိန်နေအဲ့ရလုံးလို့ချင်းဖုန်းသုံးလိုက်တယ်ပါတော့ဗီဒီယိုတွေ့ပြီးတော့မျက်ရည်လည်းကျလာအလိုလိုနေပူဆိုတော့ဒီဗီဒီယိုတွေကျွန်တော်တို့က data လိုက်စုလိုက်ကြည့်လိုက်ရဆိုတဲ့အချိန်မှာဒီရဲ့ဟာတွေကကျွန်တော်တို့ရှိဝင်တာပေါ့နော်ဆိုတော့ဗီဒီယိုတွေအများကြီးရှိတယ်ပုံတွေတချို့ဟာလည်းတော့တော်တော်ဆူဆူရွာရွာဒါတွေတွေ့ရတာရှိတယ်ဆိုးပါတယ်ကလေးကအင်္ဂလိပ်လို28ရဲ့3လပိုင်း2025နလင်းလွတ်သွားတဲ့အချိန်တွေမှာဗျာဒါလေးကကျွန်တော်ကျင်းသားအဝေးဆက်ရွေးလိုက်ရောက်လာရအောင်ကျောင်းကအဲလိုပဲပေါင်းတယ်ဟိုမှာငါပြီတော့ကြောက်ကနော်ဒါ28ရက်နေ့ဆိုတော့ဖြစ်ချင်းနေ့လေပိုင်းရိုက်ထားတဲ့ဗီဒီယိုကဒါပေမဲ့ line ကြီးမရတော့သူတို့မတင်ရဘူးဖြစ်ပါလိမ့်မယ်နော်ဆိုတော့ဒါမြေသားအဝင်မှာဖြစ်သွားတဲ့ဗီဒီယိုလေးပါဗျာကြည့်ပါအောင်လမ်းတွေဘယ်လောက်ထိဖြစ်သွားလဲနော်စူးစူးရွာရွာပါပဲတော်တော်နော်တော်တော်လေးစူးစူးရွာရွာပါပဲတော့ဘာမှသိကြတော့မကြောက်ဘူးဗျာ။မှာပတ်ဝန်းကျင်ကတော့ဒီတိုင်းနဲ့ရနေပြီ။ဟိုးမှာအဲ့ဒါကိုပုံထားပြီးလို့ရတာပေါ့။သူကပုံမှန်ပြီ။သူကဘာကြည့်လဲ။ဟုတ်စီ။ဟုတ်ရပါတယ်။ဒီလိုလေးရပါတယ်။ဟာတရားလို့ရပါတယ်။ဒီတိတ်ကြောင်းကြီးတော့မြင်တဲ့တိုင်းမှာပဲကြာတော့ခဏလွတ်သွားတဲ့အချိန်တွေမှာ12နာရီကျော်လောက်ကလွတ်သွားတာကျွန်တော်တို့ကအဲ့လွတ်တဲ့အချိန်တွေမှာဆိုတော့အမြင်လဲ38ရွှေမကြီးသမင်းဆိုင်မှာ
ကျွန်တော်တို့ကားလေးမြန်ပကတ်တဲ့ဆက်ရမ်းလောက်အောင်မရပါဘူးဗျာတစ်ခါမှသက်သက်မှတစ်ခါမှဒီလိုမတွေ့ဘူးပါဘူးကျွန်တော်အသက်ဆို46ရောက်ပါပြီဗျာ ဒီလိုကကျွန်တော်တသက်မှတစ်ခါမှမကြုံဘူးဆိုတာတော့နှစ်ပေါင်း100ကျော်နောက်ပိုင်းမှာဖြစ်တာဗျာဆိုတော့ကျွန်တော်နိုင်ငံမှာနှစ်ပေါင်း100အသက်ရှင်တဲ့လူကဟိုအဖွား1ယောက်လားမသိရှိရအခုတော့ဆုံးသွားပြီထင်တယ်နော်ဆိုတော့ဟိုအဖွားပဲရှိတာအဲ့လိုမျိုးပြောတာဗျာဆိုတော့ဟိုဘယ်သူမှမပြီးဘူးမှာမဟုတ်ဘူးကျွန်တော်ဒီလိုငလင်မျိုးပေါ့နော်အကြီးမားဆုံးငလင်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်တယောက်မှမကြုံဘူးတဲ့ငလင်ကြီးဒါဒီတဘွားဘေးကနေရောကျွန်တော်တို့ဒီ2025ခုနှစ်3လပိုင်း28ရက်နေ့မှာကျွန်တော်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်ဗျာမလီကန်ကောင်းလို့ရအချင်း ဆိုင်ရဘေးလေးကိုပြုတ်ကြသွားတယ်ဆိုင်ရဘေးလေးကိုပြုတ်ကြသွားတယ် လာကန်ကောင်းလို့ ကျွန်တော်အခန်းပေါ့အမေအခန်းကအခုပစ္စည်းထွက်လာပြီနော် ဒါဆိုတော့ဟိုကအမြန်လန်းပါနော်အမြန်လန်းဗီဒီယိုအခုကဒါကအဆိုတော်ရဲနောင်ပါအဆိုတော်ရဲနောင်ရဲ့အမေကလည်းကျွန်တော်တို့ဒီပြူကြတဲ့ငလင်တန်းကြောင့်ပြူကြတဲ့ site အဆောက်အဦတွေကြားထဲမှာပိတ်မိနေပါတယ်เนาะကယ်ဆယ်ရေးရတော့ထုတ်နေတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကြည့်ကြည့်အောင် ကျွန်တော်စစိုးရင်ညာကျွန်တော်တို့အခန်းမဟုတ်မှစိုးရင်ညာပေါ့နော်ဒါအမေရဲ့ပစ္စည်းအိတ်ထွက်လာတယ်ဖေးရဲ့လွယ်ကြီးထွက်လာတယ်ပေါ့နော်အခုကျွန်တော်တို့ဒီပညာရှင်တွေကိုယ်တိုင်ဝင်ပြီးတော့တူးတော့မှာပေါ့နော်သူတို့စင်ကာပူနဲ့လို့ပြောတယ်နောက်2နာရီအတွင်းရမယ်လို့ပြောတယ်ပေါ့နော် အခုမှကျွန်တော်တို့ကယ်ဆယ်ရေးရတရားလို့တာတော့စက်တွေပါရောက်လာပြီးတော့အခုမှလည်းမျိုးဒါတော့မှပဲတရုတ်တို့အိန္ဒိယတို့ကအကူအညီတွေရောက်လာလို့ပထမဦးဆုံးရောက်လာတဲ့အချိန်မှာဟိုစိန်ပွင့်စိန်ပွင့်ဆိုရကောင်မင်းကြော်မျိုးမင်းကောင်းဖောက်မယ်အာဟုသူကောင်စိန်ပွင့်လုပ်နေတယ်စိန်ပွင့်မင်းထည့်ထားလိုက်အဲ့ဒါကိုအဲ့လိုထည့်ထားလိုက်အာဟုသူတိုင်းပြည်လုံးဒုက္ခရောက်မင်းနေပြီးတော့ရင်းခဲ့တယ်စကိုင်းနဲ့မန္တလေးမှာတေမလို့ဖြစ်နေတယ်လေခွေးတောင်သားတွေသူ့အဖေကြတော့မပြောရဲဘူးအဖေကိုမပြောရဲဘူးဘာမှလုံးလို့မရတဲ့အစိုးရကိုမင်းတို့လမ်းလမ်းပြီးဟောင်းမနေနဲ့ခွေးမျိုးတွေရဲ့လူသိရှိအောင်ပဲမင်းတို့အစိုးရအရင်လုပ်ခိုင်းငါတို့ကအစိုးရလုပ်တတ်မှထားတာမဟုတ်ဘူးဒါအခုမှကယ်ဆယ်ရေးရောက်လို့ ကျွန်တော်လည်းစောင့်နေပါဘောနော်စင်ပြပါလိမ့်ဗျာစင်ပါတယ်3ယောက်ရှိရတော့ထူတန်ကြတယ်ဟိုအမေပိုင်းမေမိုးပိုင်းအမေပိုင်းထူပြဆိုတော့လည်းထူပြရတယ်ပေါ့နော်မေမိုးပိုင်းထူပြတယ်ပါပါသေးပေါ့ထွက်လိုက်ရင်ဘသူတွေထွက်လာဆိုတော့ချက်ပြလာပြီပါဗျာဆိုတော့သူ့အမေလည်းပိတ်မိနေတယ်ဆိုတော့ရင်းတော်ရဲ့เนาะဆိုတော့အမှသူအိတ်တွေပါတွေ့တော့အခန်းဆိုတာတော့တေချာသွားပြီဒါပေမဲ့အထဲမှာဟို3ယောက်ရှိနေတယ်ပေါ့နော်အတန်လည်းထူးတယ်ပေါ့နော်ဒါပေမဲ့ဘလိုချင်းနေရှိလဲကျမ်းမာချင်းနေဘာညာစမဂလာတွေကတော့မသိရသေးဘူးဒီကိုရှိမှလည်းအများကြီးကြုံကြရတယ်เนาะကျွန်တော်တို့မိသားစုတွေကတယောက်ယောက်ဒါဆိုလို့ရှိရင်တော့ညှော်လင်းချက်လေးရှိလို့သူဆိုရင်လည်းဘယ်တော့ဝမ်းသာနေပြီလဲပေါ့နော်ဒါသူဆိုလည်းကျွန်တော်လည်းဝမ်းသာနေမှာပဲညှော်လင်းချက်မရှိတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်အယုံကျိုးပြက်ဖြစ်ရတာပေါ့ဗျာနော်မနေ့ကတင်တဲ့ဗီဒီယိုထဲမှာဆိုလည်းလိုပဲတိုက်ကြီးပြိုသွားတဲ့အချိန်မှာအယုံကျိုးပြက်9ယောက်10ယောက်9ယောက်လောက်ကထိုင်ကြသွားပြီးတော့အဲ့လိုငိုယူနေတဲ့ဟိုဟာမျိုးတွေနော်ဒါလိုမျိုးတွေဝမ်းသာဒါတော့စောစောပြောဆိုတော့အစိုးရကနေပြီးတော့သွားဘေးကနေကြုံပြီးတဲ့အချိန်မှာအကောင်းဘက်ကနေကျွန်တော်လှည့်ပြီးဝမ်းသာလို့ရမယ့်ကိစ္စလေးတွေကိုတစ်ဖက်ကနေပြန်လှည့်တွေးနိုင်အောင်ပို့ပြီးတော့အဲ့ဒါမျိုးလေးတွေရောစိတ်ပြေအောင်ပေါ့ဗျာနော်အရင်ကျွန်တော်တို့ခက်ခဲနေတဲ့အချိန်ကြီးမှာအရင်ကလူတွေမွန်းကျက်နေကြတာမျိုးကြီးဖြစ်နေမှာဗျကျွန်တော်လည်းမွန်းကျက်နေကြတာဆိုနော်တဲ့တော့မလို့ရှိဘူးเนาะမြေသားစမုံပေါက်မှာပါဒီမှာလဲတုံးလေးဟိုးမှာနည်းနည်းလုံးမဟုတ်ကားတွေရောနော်ဟာတော့ ဦးရပါတော့ဖျားထုတ်ကြည့်ရတာယူ စမုံတရာ ကားတစ်စီး တယ်လည်းတော့မပဲရှင်းမလို့ရဘူး စားပါလေအပေါ်လို့ခုနိုင်တယ်ဘူး
ဟိုမီကြည့်ပါအောင်နည်းနည်းတော့ပြည့်ရွေချောင်းကြီးနည်းနည်းလုံးကြီးပေါ့ မြေသား ကြီးတော်ဆောင်းပါပြီမို့နော်စိတ်ဘူးတော်တွေရောစိတ်ဘူးတော်လည်းညီထားရတာအများကြီးပဲကြီးတော်လည်းဆောင်းနေပြီကြီးတော်လည်းဆောင်းပါသူဒီပထိုးတွေလည်းအများကြီးဆုံးဆုံးပါရဲ့သူညာတိတ်ကသူဒီလည်းလောက်တော့ရှိတယ်မြေအောင်ကျွန်တော်အခုဟောဖြစ်တာကျွန်တော်တို့နိုင်ငံနှစ်ပေါင်း100တော်အတွင်းမှာအစိုးရသုံးငလင်တန်းခံစားနေရတာနော်ဘာလို့ဓာတ်ပုံမရိုက်ခိုင်းကြလဲအားနေဓာတ်ပုံမရိုက်နဲ့ဘာဖြစ်လို့ဓာတ်ပုံရိုက်တော့ဓာတ်ပုံရိုက်ဘာဖြစ်လို့အာယုံနေမှတ်တမ်းလို့တဲ့ဖြစ်ပျက်တွေအတွက်ဒီကျေရကနေဒီကန်တော်ကြီးဒီမြောက်ခံနေပါဗျာဒီကျေရကနေကန်တော်ကြီးပါမယ်ဆိုဆိုင်ကယ်လေးနဲ့ဆိုတော့မြောက်ကတင်းစင်အောင်ဆင်းပြီးပါတယ်ကားလိုပါလို့ဆိုတော့လုံးဝပြလို့မရဘူးဗျ။နည်းနည်းဟိုတန်းနေရတဲ့တောင်ဝင်းနေထားရပြင်။ကန်တော်ကန်တော့တလန်းလေးကိုအကုန်လုံးကွေးပြီးတော့အမကြည့်အောင်ကြည့်တလန်းလေးကအကုန်လုံးကွေးကုန်တာဒါရန်ကုန်မန္တလေးရထားလမ်းနော်ပြင်းတော့တလန်းလေးကကွေးကုန်တာဒါရန်ကုန်မန္တလေးရထားလမ်းရန်ကုန်မန္တလေးရထားလမ်းကိုမှတော်ရုပ်အခြေအနေဆိုးသွားဒါကပြင်မနာပိုင်ထဲမှာရှိနေတဲ့နေရာနော်သူတို့အခုပြောတယ်မှာပါတယ်ဌာနဆိုင်ရာရုံးတွေထိကြိုက်သွားရဲဆိုတဲ့ဘိုင်းကလာရှိတယ်ရန်ကုန်မန္တလေးရထားလမ်းဖြစ်ပါတယ်နော်ဒီမှာတရွာလုံးလည်းရောရက်တွေခတ်ပြီးအကုန်လုံးမပြိုကျကုန်နေတယ်လေလောက်တာမြေတွေကိုပစအပ်ပြီးတော့တလန်းလေးတော်ရုပ်ဆိုးသွားတော့ရှင်နေရအမကျိုးမမတို့ရုံလည်းပြိုကျသွားတယ်ပြိုကျပြီးမမတို့ရုံလည်းပြိုကျအတူလည်းစကားကုန်လည်းဝေးအဲ့တော့ဦးနာနေတော့ကုန်ခွဲရုံတွေကအကုန်ပြိုကျကုန်တယ်ဒီနေ့အမမဟုတ်တာအမကျိုးဒီကိုပြတ်သွားတော့မှဒီရထားလမ်းနေဆိုတော့ကျွန်တော်တို့ကချုပ်ထားတာတော့သိအောင်မလုံးအောင်ဆိုတော့အဲ့ဒါတော့ကိုယ်ကောက်ပြီးတော့ကျွန်တော်ပြတ်တဲ့နေရာကျိုးတဲ့နေရာကျိုးထွက်သွားတယ်ငလင်လိုင်းကနော်ဒီတက်ရွေလိုင်းကြီးကတောက်လျှောက်ကြီးလားမကြီးလားလိုင်းအားလေရှစ်စက်တည်းငါနေပြင်းချက်ကတော့တခါမှတွေ့ဘူးသမီးတို့ကြုံဘူးလေဘူးအရင်ကတခါကြုံဘူးကဒါမှတော့ချင်းပြင်းနော်ကျွန်တော်စောစောကပြောသလိုပဲကျွန်တော်တို့တွေကဟိုလိုမျိုးနှစ်တရာမှာအခုနှစ်တရာကျော်မှာတစ်ခေါက်ဖြစ်တဲ့ငလင်တန်းကြီးကိုကြုံကြရတာကျွန်တော်တို့ကတော့တစ်ခေါက်မှမကြုံဘူးကြတဲ့အရာပေါ့နော်ဒါပေမဲ့စိန်ခေါ်မှုတွေတော့ကျွန်တော်တို့ရင်ဆိုင်ရမှာပဲကျွန်တော်တို့အတူတူပြန်ထအောင်ပဲပေါ့နော်သမရဒူလည်းရှိွားဒူကလည်းရှိွားပြောသလိုပဲကျွန်တော်တို့မင်းအောင်လိုက်စစ်တပ်လူစိတ်လေးတော့နည်းနည်းရှိဒင်းရင်ကျဲမှုတွေမင်းတို့နော်လုံလုံးမကြီးနဲ့ကျွန်တော်ပြည်သူတွေကဒီလို NLD ကိုကြုံလာတိုင်းကိုယ့်ကိုတွဲပြီးတော့ကိုပြည်သူနော်ပြည်သူမှာပြည်သူပဲရှိရဆိုတော့ကျွေးကြော်တန်းတွေစကလုံးတွေခံယူချက်တွေနဲ့ကျွန်တော်တို့တွေရှေ့ဆက်လာခဲ့ရနှစ်တွေအများကြီးပါပဲဆိုတော့အခုလည်းကျွန်တော်တို့တွေပြည်သူကပြည်သူလက်တွဲပြီးတော့ပြန်ပြီးထနိုင်မှာပါကောင်းမွန်တဲ့နိုင်ငံတော်ရှိရောက်သွားမှာလို့ကျွန်တော်တို့ယုံကြည်နေပါတယ်ဆိုတော့အကြမ်းဖက်စစ်တပ်မင်းအောင်လိုက်လည်းမကြခင်ပြုတ်ကြရတော့မှာပါเนาะဆိုတော့ဒီအချိန်တွေကိုလည်းကျွန်တော်တို့ရောက်အောင်သွားမှာပါတိုက်ယူနေပါပါဆိုတော့အခုဒါကတော့ဟိုအကောင့်ဘက်ကတွေ့ရမယ့်ဗီဒီယိုလေးဗျဟုတ်对，漏一个。来不来？啊，人户。我这不也来？这不也来撇不吧？来不来嘛？ကျွန်တော်ရှိမှလည်းပြောရတော့ဘာဖြစ်လို့လဲကျွန်တော်မှတ်တမ်းလို့လေဘာဖြစ်လို့လိုက်မလွဲမှာလဲမရိုက်ပါနဲ့ပြောနေရတယ်အဲ့ဒါအရေးကြီးခွင့်ကြီးဘာဖြစ်လို့လဲကျကြီးဘုရားကြီးအခုကြာသွားတော့လေကျကြီးဘုရားကြီးတဘာဘေးပြန်နေကြောင်မြေခသွားတယ်ဗျာမကြပါပဲအခုကြံနေတော့လေကျွန်တော်တို့အတွက်အမွေနှစ်တစ်ခုကြံနေတယ်နော်ရေကြီးမှုတစ်ခုကြံနေတယ်ဘာသာရေးထိမ့်မှတ်တစ်ခုကြံနေတယ်ဘာမှမဖြစ်ဘူးလေဝမ်းသာစရာကိစ္စဘာဖြစ်လို့လဲဒီလိုခေတ်ဆိုးစနစ်ဆိုးထဲမှာနော်တဘာဘေးရန်နေဆိုးကြီးနဲ့ရင်ဆိုင်ရတဲ့အချိန်မှာကျွန်တော်အမွေနှစ်တွေအားလုံးမပြောက်မပြတ်ပဲကြံနေရဝမ်းသာစရာကိစ္စလေးဘာဖြစ်လို့လဲဘာမှန်းဖြစ်ကြလို့လဲ
ခင်ဗျားတို့ရဲ့အယူလွဲမှားလို့ရတော်တော်ဆိုးတယ်ဒါဝမ်းသာစရာကိစ္စပါเนาะကျွန်တော်တို့ဒီဟာလေးကြံနေသေးရဆိုတော့ကျွန်တော်တို့အတွက်ဒါဘာဖြစ်ဖြစ်တော့ဒီတစ်ခုကြံနေတစ်ခုကြံနေတစ်ခုနှစ်ခုကြံနေနှစ်ခုကျွန်တော်တို့ဝမ်းသာစရာကိစ္စပါပဲဟုတ်တယ်ဒီမှာကြီးတွေ့ရနော်စောစောကဟိုကျွန်တော်ဒီလူကိုကြတော့ကျွန်တော်လူပုဂ္ဂိုလ်ကိုကြတော့ဟိုမှာဖြစ်နေမရိုက်နဲ့ပြောတယ်ခုသူတို့ဖျားပန်းထဲမှာဖုံးကြီးနေကြတော့ရိုက်ဘာဟိုပါလဲဘာယူရတာဘာဥပဒေလဲဘာနီးပညာအဲ့ဒါဘာနီးစနစ်လွဲတယ်နော်အရင်ကဲဆိုတော့ဒီနေ့ကျွန်တော်စူးစီးရတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲသဘောကျမယ်ထင်ပါတယ်သဘောကျမယ်ဆိုတော့ထဲကျွန်တော်တို့เนาะကြည့်ရှုရတာဗီဒီယိုလေးတွေစုံမယ်ထင်ပါတယ်ကျွန်တော်ရှိမှလည်းဒီကနေနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုကျွန်တော်စုထားပေးပါတယ်ဒါကတော့ကျွန်တော် Holo reaction ဗီဒီယိုတွေဟိုဖြစ်ပြီးတော့ယူရမှာပဲကျွန်တော် channel မှာကျွန်တော်အနေနဲ့ဒီငလင်ဗီဒီယိုတွေရဲ့ record လေးတွေကိုကြံနေချင်ပါတယ်ဆိုတော့အားကြောင့်ကျွန်တော်ဒီငလင်နဲ့ပတ်သက်ပြီးထိခိုက်နေတာတဲ့ဗီဒီယို record တွေကျွန်တော်အနေနဲ့စုထားပြီးတော့မှကျွန်တော် channel မှာပြန်လည်တင်ထားခြင်းဖြစ်ပါတယ်ပြီးတော့တချို့သောအကြောင်းအရာတွေကို share ပေးတာလည်းဖြစ်ပါတယ်ပေါ့เนาะဆိုတော့ငလင်ဖြစ်လာတဲ့ဒီမှာမန္တလေးမှာလည်းเนาะတချို့ဆိုင်တွေဟိုဟာတွေကနေပြီးတော့ free ကျွန်တော်တို့ဒီစစ်ပေးအတွက် free ကဖြစ်တဲ့ဟာမျိုးတွေရှိနေတယ်အဲ့ဒါအပြင်ကျွန်တော်ဒီညီနောင်၃ဘွဲကလည်းမန္တလေးဒီစကိုင်းတော်တွင်းမှာဖြစ်နေတဲ့ငလင်တန်းကြောင့်ဖြစ်နေတဲ့ဒုက္ခရောက်ပြည်သူတွေကိုသူတို့ဘက်ကနေပြီးတော့တက်နိုင်တဲ့အင်အားသူတို့တက်နိုင်တဲ့အစွမ်းရှိရဲ့เนาะသူတို့တက်နိုင်တဲ့လောက်ကိုကူညီပါဝင်ကူညီပံ့ပိုးထားပါမယ်သူတို့လူသားချင်းစာနာမှုအကူအညီတွေကိုပေးဖို့စီစဉ်နေပါတယ်ဆိုပြီးတော့သူတို့ဘက်ကလည်းထုတ်ပြန်ထားပါတယ်ဆိုတော့လောလောဆယ်မှာတော့ကျွန်တော်တို့ဒီအစားအစာကိုတိုက်နေတဲ့အဖွဲ့အစည်းတွေထဲမှာလည်းလူသားချင်းစာနာမှုတွေကိုအဖွဲ့အစည်းတွေ organization တွေအကုန်လုံးကစီစဉ်နေပါတယ်เนาะကျွန်တော်တို့အခက်ခဲကပြည်တွင်းကိုကျွန်တော်တို့ဝင်ဖို့အတွက်အခက်ခဲတွေရှိနေရတယ်ဆိုတော့ပြည်တွင်းမှာရှိနေတဲ့စစ်ကောင်စီကလည်းအသုံးမကျမှုတွေအများကြီးရှိနေပါတယ်ဗျဆိုတော့ okay အားလုံးပဲဒီဗီဒီယိုလေးကျွန်တော်ဗီဒီယိုလေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့တော့ကျွန်တော်ဒီလောက်နဲ့ပဲညနာကိုပြုပါဗျအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ